诈骗零年一瑞嘛把ဝင်တဲ့ BGF တွေရှိပြီးတော့မကောင်းတဲ့သွေးဆိုရင်ဖောက်ထုတ်ပြစ်မယ်လို့ကြေညာလိုက်တဲ့ဗိုလ်ချုပ်စောမင်းထွန်း诈骗လို့ခေါ်တဲ့ online လည်လည်မှုနေနေရေးမှာပါဝင်ခြင်းမရှိတဲ့ကရင်နယ်ကြားဆောင်ချက် BGF အဖွဲ့ဝင်တချို့ရှိနေပြီးတော့မကောင်းတဲ့သွေးတွေဆိုရင်ဖောက်ထုတ်ပြစ်မယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်စောမင်းထွန်းကအတိပေးပြောကြားလိုက်ပါတယ်။အမျိုးသားအဆင့် online လည်လည်မှုအမြင့်ပြတ်နေနေရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဒီဇင်ဘာလ14ရက်နေ့မနက်10:00နာရီကရန်ကုန်မြို့မှာရှိတဲ့မြမတန်တဲ့ရုံမြင့်တန်းကြား MRTV ရုံးမှာကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။အဖွဲ့အစည်းတိုင်းမှာကောင်းတဲ့သူရှိတယ်မကောင်းတဲ့သူရှိတယ်မကောင်းတဲ့သွေးဆိုရင်တော့ဖောက်ထုတ်ပြရမှာပဲဖြစ်တယ်။အဖွဲ့အစည်းအားလုံးကမကောင်းတာမဟုတ်ဘူး။အခုဆိုရင်ရွှေကုတ်ကိုမှာကျွန်တော်တို့လှုပ်ဆောင်နေတဲ့တဲမှာ BGF အဖွဲ့ဝင်တွေပူးပေါင်းပါဝင်ဆောင်ရွက်နေတာရှိတယ်။တချို့လည်းပူးပေါင်းမပါဝင်တဲ့ BGF အဖွဲ့ဝင်တွေရှိတယ်။ကျွန်တော်ကတော့ခွဲခွဲခြားခြားလုပ်ပြရမှာဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောလိုက်တာပါ။အဲ့ဒီ online လိမ်လည်မှုတွေထဲမှာတချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေတချို့သောလက်နက်ကိုင်အဖွဲ့တွေပါဝင်နေပြီးဒီလိုပါဝင်နေတာကအဖွဲ့အစည်းအနေနဲ့ပါဝင်ခြင်းဆိုတာထက်အဖွဲ့အစည်းထဲမှာရှိတဲ့ပုဂ္ဂိုလ်တဦးချင်းတော်၎င်းအဲဒီနောက်မှာလိုက်နေတဲ့အဖွဲ့ငယ်လေးတွေလိုက်တော်၎င်းဆောင်ရွက်နေတာရှိတယ်လို့သူကပြောပါတယ်။ EAO တွေအဖွဲ့အစည်းတွေအနေနဲ့လည်းကျွန်တော်တို့အစိုးရရဲ့မျက်နှာကိုမကြည့်ချင်နဲ့နိုင်ငံတော်ရဲ့မျက်နှာပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်လို့သူကဆက်လက်ပြောကြားလိုက်တာပါ။ဒါအပြင် online နယ်မှုနဲ့လောင်းကစားမှုတွေကိုလည်းမြန်မာအစိုးရအနေနဲ့လူများစုပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝတ်မှုတွေအဖြစ်တတ်မှတ်တယ်လို့လည်းဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီး Zero Tolerance Policy ကိုကျင့်သုံးပြီးတော့နည်းနည်းလိမ်တာဖြစ်စေများများလိမ်နေတာဖြစ်စေခွင့်လွှတ်မှုမရှိစေရေးရှေ့ဆုံးရေပြားအထိလိုက်ဖို့နဲ့ပြင်းပြင်းထန်ထန်နှိမ်နင်းမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါအပြင် online လိမ်လည်မှုနဲ့ပတ်သက်တဲ့အဆောက်အုံတွေကိုလည်းဖြိုချဖျက်ဆီးလျက်ရှိရမှာပြီးခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့အထိ KK Park နယ်မြေအတွင်းကတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးရှိတဲ့အနက်က413လုံးကိုစနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါအပြင်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ပဝင်းကျင်ဒေသတဝိုက်မှာရှိတဲ့အဆောက်အုံတွေမှာတရားမဝင်ပြည်ပနိုင်ငံသားတွေဝင်ရောက်နေထိုင်တာonline လိမ်လည်လောင်းကစားမှုတွေလောက်ကင်ဆောင်ရွက်တာတွေမရှိစေဖို့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ဒေသတွင်းတာဝန်ရှိသူအဖွဲ့တွေစုပေါင်းပါဝင်တဲ့ပူးပေါင်းအဖွဲ့နဲ့ဒီဇင်ဘာလ10ရက်နေ့ကစတင်ပြီးရှာဖွေရှင်းလင်းဆောင်ရွက်လျက်ရှိတယ်လို့လည်းပြောပါတယ်။ဒါအပြင်မင်းလက်ပံဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းဗိုလ်ချုပ်စောမင်းထွန်းကအဲ့ဒီအကြောင်းအရာကကရင်မျိုးသားအစည်းအရုံး KNU အနေနဲ့ online လိမ်လည်လောင်းကစားမှုတွေကျူးလွန်ပြီးသူတို့နဲ့ပတ်သက်မှုမရှိကြောင်းကိုပြသလိုတဲ့လောက်ကွက်ဖြစ်တယ်လို့လည်းပြောပါတယ်။ဒါဟာနိုင်ငံတော်အစိုးရရဲ့ online လိမ်လည်လောင်းကစားမှုတွေကိုအမြင့်ပြတ်အောင်ခြေပုံးနေတဲ့အပေါ်မှာအာယုံပြောင်းမှုအတွက်လှုံ့ဆော်ခြင်းသာဖြစ်တယ်လို့လည်းပြောပါတယ်။သူတို့တွေကတချို့နေရာတွေမှာဟန်ပြသိမ့်ပိုက်ပြီးသူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကိုလူမသိအောင်လုပ်ဖို့ဆောင်ရွက်တာဖြစ်ပါတယ်လို့လည်းသူကဆက်လက်ပြောကြားလိုက်ပါတယ်။ဒါအပြင်ပြည်ပနိုင်ငံတန်ယုံတစ်ခုအနေနဲ့မင်းလက်ပံဖြစ်စဉ်မှာသူတို့ရဲ့နိုင်ငံသားတွေတည်ဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုလက်ခံရရှိထားတဲ့အတွက်မိမိတို့အနေနဲ့စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်လျက်ရှိပြီးဖော်ထုတ်ပြီးစီးပါကလုပ်ငန်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။လက်ရှိမှာ KNU အနေနဲ့မြန်မာထိုင်းနယ်စပ်မှာမိမိတို့ဆောင်ရွက်နေတဲ့ online လိမ်လည်လောင်းကစားမှုတွေကိုအမြင့်ပြတ်ချိန်မုံနေတာကိုနှောက်ယှက်ဖို့တိုက်ပွဲဖြစ်စဉ်တွေဖော်ဆောင်နေသလိုမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကြားဆက်ဆံမှုပြတ်ပြားစေဖို့အတွက်လည်းထိုင်းနိုင်ငံအတွင်းကိုဘုံတီးတွေပစ်သွင်းတာကြီးတွေပစ်သွင်းတာတွေရှိနေတယ်လို့လည်းပြောပါတယ်။မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဟာအိမ်နီးချင်းနိုင်ငံတွေဖြစ်သလိုတနိုင်ငံနဲ့ခြားဒေသတွေနဲ့ပတ်သက်ပြီးတော့လည်းအခြေခံအဆင့်အထိကော်မတီတွေဖွဲ့စည်းထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့် KNU ရဲ့မြန်မာထိုင်းနိုင်ငံပြည်ထနာဖြစ်စေဖို့ရည်ရွယ်လှုံ့ဆော်နေမှုတွေကိုသက်ဆိုင်ရာကော်မတီတွေကနေတဆင့်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဗိုလ်ချုပ်စောမင်းထွန်းကပြောကြားလိုက်ပါတယ်။